ပိတ်ရက်တွေတောက်လျှောက်ဆက်နေတော့ငွေဆောင်သွားပြီးပင်လယ်စာချက်ပူစားမဲ့ပေါ်ပေါ်တွေအတွက်စားကောင်းတဲ့ချက်ပူလေးညွှန်ပေးမယ်နော်ပြီးခဲ့တဲ့နိုဝင်ဘာလကပူတို့တငယ်ချင်းတွေငွေဆောင်သွားတော့နေခဲ့တဲ့နေ့ရက်လုံးမတ်တနာစီကပဲမစားဖြစ်ပါတယ်တကယ်စားကောင်းပြီးအရန်အရသာရှိလို့ညွှန်ပေးပါရစေဗီဒီယိုမှာမတ်တနာရဲ့ဖုန်းနံပါတ်လေးလည်းထည့်ပေးထားရနော်သူကတယောက်ကို1000ခွဲယူပါတယ်တခြားချက်ပိုးတွေနဲ့ရှင်ရင်မဆိုတော့တော့ဈေးများတယ်ဆိုပေမဲ့မတ်တနာရဲ့အင်ချက်လက်ရာစစ်စစ်ကိုစားရတဲ့အပြင်သူ့မှာပါတဲ့ပိုရှင်ကြောင့်ပေးပျော်ခဲ့ပါတယ်ပူတို့သွားတာစုစုပေါင်း10ယောက်ဒါပေမဲ့ပူက10ယောက်စာမမှာပဲ9ယောက်စာပဲမှာလိုက်ပါတယ်လူလေကြောက်လိုက်တာပေါ့နော်10ယောက်လုံးဘိုက်ကောင်းအောင်စားရတယ်ထမင်းဖြူတွေလည်းအများကြီးထည့်ပေးတယ်နောက်ရက်မှာလည်းမတနာစီကပဲမှာစားပါတယ်ပြည်ကြီးကအချိုချက်ကစားကောင်းလို့ထပ်မှာစားလိုက်တာသူ့စီကလေကစွန်းရွက်တော်ကစားကောင်းတာငွေဆောင်ချက်ဖို့မှာစားမယ်ဆိုမတနာကို recommend ပေးတယ်မှာစားကြည့်ပါနော်အခုတော့ပူကဘဲမှမသွားရလို့အိမ်မှာကိုယ့်ဘာသာပဲချက်စားလိုက်တယ်ချက်ဖို့ vibe လေးရအောင်လို့စတီးတိုင်းနဲ့ပါထည့်ထားတာကစွန်းရွက်ကျော်ပဇွန်မီဖုတ်တော့ကနန်းလမမဆလာကင်းမွန်ချင်းဆက်ဘူးတီဟင်းကငပီတောင်းတို့စရာနဲ့ကနန်းခွက်ကျော်လေးချက်ပြီးငွေဆောင်အလန်းပြေထမင်းစားပါမယ်ငွေဆောင်ကမတနာချက်ဖို့မစားရတော့ရန်ကုန်ကပူတေးတို့ချက်ဖို့နဲ့ပဲကိုယ်စိတ်ကိုလှည့်စားပြီးဖြည့်သိမ့်လိုက်ပါတယ်မတနာလက်ရနဲ့တထက်တဲမကြပေမဲ့အဲ့တော့ငါစားခဲ့တဲ့ရတာရီနီးပါးတူအောင်ချက်ထားပါတယ်ကိုချက်ကိုစားကိုကောင်းမယ်တကယ်စားကောင်းတာငွေဆောင်ပြန်ရောက်သွားတယ်လို့ပဲအခုချက်ထားတဲ့ပင်လယ်စာတွေကို page မှာတစ်ခုချင်းချက်ထားတာလေးတွေတရက်ချင်းတင်ပေးပါမယ်ရှင်ပူလို့ဒီဇင်ဘာပိတ်ရက်ဘဲမှမသွားပြရင်ပူချက်စားတယ်လို့လေးချက်စားကြည့်ပါနော်စောင့်မျှော်ကြည့်ပေးပါအောင်ရှင်Potato vlog လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Cook, eat, smile